ဗျာရွှေလုံဝဲတစ်ခုလုံးကိုကျွန်တော်လုပ်နိုင်မှာဟုတ်လားအမေ ဟုတ်တယ်လေသားလေးရဲ့သားလေးရလေအမေသမီးနဲ့ရမယ်အမေရဲ့တမက်လောင်းလေသားလေးရလေအဲ့ဒါကြတော့ဒီအိမ်ကြီးရဲ့ကိစ္စအဝဝတွေကိုငါသားလေးတာဝန်ယူနိုင်တယ်ဆိုမှမေမေကမေမေသမီးလေးနဲ့စိတ်ချလက်ချနဲ့သဘောတူလို့ရမှာပေါ့သားရဲ့ဟမ် ရတယ်အမေလုံနိုင်တယ်အရင်လုံနိုင်တယ်ကျွန်တော်ကလေရွှေနဲ့ပတ်တိုင်အရင်စိတ်ဝင်စားငငယ်တည်းကဝါသနာပါတာရွှေစောင်းတွေဆိုလည်းအများကြီးဖတ်ထားတယ်ရဲ့အမေရဲ့ဟိုရွှေမြင့်စင်းကပ်ပညာဆိုရဲစောင်းဆိုအရင်ကြိုက်တာဘလို့ရွှေမြက်စင်းကပညာမဟုတ်ဘူးရွှေမြက်ပါကပညာ အေးအဲ့လိုလုံစားမှာအေး ကိုလေးမေကိုလေးကအလုပ်ကြိုးစားတဲ့သူပါမေရဲ့တနည်းနဲ့လက်ထပ်ပြီးမှပဲအမေရဲ့လုပ်ငန်းတွေကိုလေ့လာသင်ယူခိုင်းလိုက်ရတာပဲခုချက်ချင်းကြတော့မစိုးလုံးဘူးလား အော်သမီးလေးကလည်းလေသားလေးကလုံနိုင်ပါတယ်လို့အခုပဲပြောတယ်လေသမီးဟောသမီးလေးကလည်းရှာရှိတယ်နော်သားလေး ဗျာ လုံနိုင်တယ်မလားသား လုံနိုင်တာပေါ့အမေရဲ့တားကောင်းထဲမှာရွှေလေးကြီးပဲရွှေအောင်တော့ရွှေအောင်တော့တာကျူးသားမှာ အေးပါသားရဲ့အမေကလေအဲ့လိုစူးစားကျင်တဲ့စိတ်ရှိတာကိုအမေကသဘောကျနေပြီသားလေးရဲ့အဲ့ဒါဆိုလို့ရှိရင်မနေ့ကနေစပြီးတော့ဒီအိမ်ကြီးမှာလိုအပ်တာတွေအကုန်လုံးကိစ္စဝိစ္စတွေလုပ်နိုင်မို့ငါသားလေးစီစဉ်တော့နော် ဟုတ်ကဲ့ဟုတ် နော်အေးတိတ် စင်းရလိုက်တာကိုရဲ့ဘယ်လိုလုပ်ကြမလဲကိုကတလွဲတွေကြီးလုပ်တတ်တဲ့သူပါဆိုမှကိုကမမေ့ရှိတလွဲတွေလုပ်ရင်အဲ့ဒါကိုနဲ့တင်းနဲ့ဝေးရမှာနော် ဟောတဲရလဲဘာမှစိတ်မပူပါနဲ့ကိုစူးစမ်းမှာပါဆို ကျူးစားတာဟုတ်တယ်ကိုကရွှေလုပ်ငန်းတစ်ခါမှမလုပ်ဘူးလား ဟောဒီလိုပဲတင်းတက်သွားမှာပါနေ့ကညမှာကိုအချိန်လေးကြည့်ပြီးမြည်စင်ကြည့်ကြလိုက်နော်သိချရွှေတထဲမှာရွှေဝဲစုမဲလေးရွှေတထဲမှာရွှေဝဲစုမဲလေး သမီးလေးက ရှင်းမေ သမီးယူမဲ့ယောက်ျားဝစ်စားထားလိုက်တာများကြည်စမ်းအောင်အေး ဘာဖြစ်လို့လဲမေစက်ကောင်းပါလေ ဘယ်နဲ့ကြည်ကောင်းရမှာလဲဆိုင်ရတထဲလိုဘာလိုနဲ့ဝစ်စားထားတာများ ဟိုဆိုင်အောင်ဦးစီးရမယ်ဆိုတော့ဒီလိုလေးဝက်လာလိုက်တာ အမေမင်းကိုဆိုင်အောင်ဦးစီးရမယ်လို့ငါပြောမိလို့လားဟမ်ဆိုင်ရအလုပ်တွေပဲလုပ်ရမယ်ကိစ္စဝါမင်းလုပ်ရမယ်လို့ငါပြောတာပါဦးစီးရငါလေဟောဒီဆိုင်ရုံငါပဲဦးစီးမှာ ဗျာ မပြာနဲ့သွားယူနီဖောင်းသွားလေဆိုင်ခင်းရမယ်နောက်ကျနေပြီကဲမြန်သွားလဲပါ ရွှေတည်းရွှေဆိုင်မှာအလုပ်လုပ်ရမယ်ဆိုလို့ကြော့မော်လေးအလုပ်လုပ်ရမလားမှတ်တယ်ဆိုင်ခင်းနေရတယ်ငါပေါ့ ဟိုမှာရွှေလေးတွေပြန်ရောက်ကြတော့ ဟောရပါတယ်ခင်ဗျာဟုတ်ကျွန်တော်ရွှေတည်းရွှေဆိုင်မှာဆိုလို့ရှိရင်15ပဲရွှေတွေကိုဘယ်ချိန်ပြန်ရောင်းသေးဝယ်သေးမခွာဘဲနဲ့ဆိုင်မှာလက်ရှိရောင်းနေတဲ့ရွှေသေးနဲ့ရှိတဲ့ရွှေချိန်တောင်းလုံးဝမရောဘဲနဲ့ပြန်ဝယ်ပေးပါတယ်ခင်ဗျာ ဒီလက်စွပ်နှစ်ခုများလေဘယ်ဟာလေးနဲ့ပူလိုက် အန်ဒီလက်တွေကဝက်ကူချောင်းလေးတွေဆိုတော့ဒီဘယ်ဟာကိုနဲ့ကိုပဲလိုက်တော့လိုက်တယ်ဟုတ် ဘုတ်ကြောင့် ဟောဝါလေးဟိုလက်ကဟိုပြပြဖြူဖြူလေးဆိုတော့တင်စားပြီးပြောပြတာလှတယ်ဘယ်ဟာကိုပဲ တင်လာစရာတော်ရှာနော် လှတယ်လို့ ဒီရွှေတတိယလေးရွှေလေးကိုတော့ဝဲအိလှနေရောပဲဒီဆွဲဆွဲလေးရထားလိုက်တာဒါလေးဖလောက်လိမ့်ပါပဲ အန်ဒီကျွန်တော်စီရင်ခန်းနဲ့ပြောပြတာနော်ဟိုဒီဆွဲကျိုးကနည်းနည်းတူတော့လေအန်ဒီ level နဲ့မတော်လာဘူးရဲ့အန်ဒီကမီးနဲ့ထန်းနဲ့ဆိုတော့ဝိလို့ရရင်တော့မှလေအန်ဒီ level အစီကြားထဲမှာမြုပ်နေတော့တယ်မပေါ်လာဘူးရဲ့ ဆိုင်ရှင်ခေါ်ပြီး ရပါတယ်ဟိုဆိုင်ရှင်ခေါ်ကြမလို့အန်ဒီတို့အသက်ကြီးကြီးအမျိုးသမီးတွေဘယ်လိုဝင်ရင်လှတယ်ကျွန်တော်နှုတ်ပြီးတက်တယ် ဆိုင်ရှင်ခေါ်ပေး ဒီရွှေတတိရွှေဆိုင်ရလေရွှေရည်လည်းပြည့်မြဲဒီဇိုင်းလက်လာတယ်ဆိုပြီးကျမအများအားအားပေးနေတာအခုဘလို့ဝင်တဲ့လူခန့်လာတာလဲမရဲ့ ကျွန်တော်ဝန်ထမ်းဟုတ်ဘူးခင်ဗျ တောင်းပါပါတယ်ညီမလေးရဲ့နောင်ဒါမျိုးမဖြစ်စေရပါဘူးအမဆိုင်ရဝန်ထမ်းတွေအားလုံးတည်တည်ချာချာဆုံးမထားပေးပါမယ်အခုလိုရွှေတတိရွှေဆိုင်ရနေပြီးတော့အမြဲတမ်းလာအားပေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ကွယ် အမကြောင့်နော် အေးပါညီမလေးရဲ့နောင်လေးလာအားပေးနော်အေး ဟောအန်ဒီပတ်ဆိုင်ကြံခဲ့တယ်အန်ဒီ ကျေးဇူးပဲနော်ဦးလေးကြီး ဦးလေးရော
ဓမ္မငါသမီးလေးရလေမင်းကိုဘလို့ယုံကြည်ပြီးတော့အားကိုးရမှာလေပြောလေတရက်ခလေးအလုတ်လုတ်ခိုင်းမိပါတယ်customer တွေနဲ့ complaint ကိစ္စတွေကြီးပဲငါမနဲ့ကလေးကရှင်းနေရတယ်တစ်ယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ် ဟုတ်မေကိုလင်းကလေစကားပြောရင်တူတူအိုးပေါက်ပြောတတ်တာလေးကလွဲလို့ကျန်တာအကုန်ကောင်းပါတယ်မေ ဟုတ်ပါတယ်အမေဒါနောက်ဆိုပြောဆိုစင်နေပြီးရောင်းပေးပါမယ် အတော်ပါပြီကိုရွှေအောင်နှောက်ရဲ့ငါတို့လေတသက်လုံးထိမ့်သိမ့်လာခဲ့တယ်ငါတို့ရဲ့ဟောဒီရွှေတထေးရွှေဆိုင်ရဲ့နာမည်တော့အပြက်မခံနိုင်ဘူးဗရိန်ကားထဲမှာအလုပ်သွားလို့တော့သွားတော့လို့ဟဲ့နေဦးဆိုင်ရှိကိုရောင်လို့တော့ထွက်မလာနဲ့နော်ကြားတယ်နော် ဟုတ်မယ် ကြွမြန်ကြွားအမလေး တဲမေမေကလေကို့ဆိုအကောင်းကိုမမြင် ဩလူကြီးဆိုတာဒီလိုပါပဲကိုရဲ့မေမေရှိမှတာကိုအလုပ်ကိုချူချူဆဆနဲ့လုပ်ပြလိုက်အဲ့ဒါဆိုရင်မေမေကကိုနဲ့တဲ့သဘောတူမှာပေါ့နော် ဟုတ်ပါပြီရွှေစံပိုင်ရှင်တထေးသမီးနဲ့ညာလို့ရွှေစံတထေးဖြစ်မလားမှတ်ပါတယ်ပဒိမ်မှာဝင်လုံနေရတယ်ငါ နင့်ခေါင်းထဲမှာရွှေသေးကြည့်ပဲဆိုရွှေအုံနှောက်ပါဆိုမလေးဘာမှလည်းသုံးစားလို့မရပါလားကဲထုတ်စားမှာနင့်ရဲ့အစွမ်းအစတွေကိုကြည့်ချင်လို့ပါကြည့်ချင်လုံးတို့ပါဟဲ့အော်မလေးပြန်လာလိုက်တာအော်ဟဲ့ဘာဖြစ်တော့ကို ပြစ်တာလေသူလေးပါတော့သမီးလေးခခ ရှင် တွေ့ရမလားသမီးသမီးယူမဲ့ယောက်ျားလေဘာတခုမှကိုအဆင်မပြေပါဘူးကွယ်ကဲရွှေကြိုတော့ဟဲ့ရွှေကြိုတာမီးရောမုတ်တက်ရလား မဟုတ်တတ်ပါတယ်အမေရဲ့ဒီမှာကြည့် ရွှေတထေးမှာရွှေဝဲစုမဲလေးရွှေတထေးမှာရွှေဝဲစုမဲလေး ဒီအမိုက်တွေကဘာလို့မီးရှို့ထားရလဲတဲ့ အဲ့ဒါရိုးရိုးအမိုက်တွေမဟုတ်ဘူးကိုရဲ့ဗရင်ကထွက်တဲ့အမိုက်ကျန်းတွေအဲ့ဒါကိုမီးရှို့ပြချပြီးတော့အဲ့ထဲကနေရွှေပြန်စစ်ထုတ်တာလေကိုရဲ့ တဲမေရွှေတထေးကအဲ့ဒါကြီးလေလောက်တာပဲလား လောက်တာပေါ့ပြင်ပကနေဗရင်အမိုက်ကျန်းတွေကိုလည်းရွှေပြန်ထုတ်ပြီးရွှေတန့်စင်တဲ့လုပ်ငန်းတွေလုပ်တယ်လေ လွယ်တော့မလွယ်ဘူးနော်အင်းမို့အဲ့လိုစနေတကြလို့လဲရွှေတထေးကရွှေတွေကအရေးသွေးပြည့်မိပြီးတော့လူကြိုက်များနေမှာပေါ့နော် ဟောကိုရဲ့ အမလေး ဟဲ့သမီးနင့်ကောင်ဘာဖြစ်ပြန်ပြီလဲ ဟိုကရွှေကျင်တဲ့ဘိုင်းကသူ့ပေါ်မှောက်ကျသွားလို့အဲ့ဘယ်လိုလုပ်လဲရမလဲ ဘလို့မှလုံမနေနဲ့ဟေ့သူ့ကိုသာပြာချပြီးတော့လေသူ့ခေါင်းထဲကရွှေအုံနှောက်ကိုသာစစ်ထောက်လိုက်တော့ဟေးစစ်ထုတ်လိုက်တော့ ရွှေတထေးရွှေဆိုင်ကိုအမှတ်455သူ့မင်္ဂလာလန်9ရက်ကွယ်တောင်ဥက္ကလာနန္ဒဝင်စီအင်းဝမှတ်တိုင်တက်တဲ့မှာဖွင့်လှစ်ထားပါတယ်ခင်ဗျာ ရွှေတထေးရွှေဆိုင်က15ပဲရွှေတယ်တွေကိုရောင်းစေးဝယ်စေးမခွာပဲနဲ့ပေါက်စေးအတိုင်းဝယ်ပေးပါတယ်ရှင်အခောက်ရွှေများကိုလည်းအယောင်းဝယ်လုပ်လို့ရပါတယ်ရှင် ရွှေတုံးရွှေခဲတွေကိုလည်း density ဆန်းပြီးတော့ဝယ်ရောင်းပြုလုပ်ပေးပါတယ်။ဘောများကိုလည်းအရောင်းဝယ်ပြုလုပ်ပေးပြီးတော့ရွှေတွေကိုလည်း X-ray နဲ့ရွှေရည်စစ်ပြီးတော့ဝယ်ယူပေးပါတယ်ရှင် ရွှေမျိုးကိုအခောက်ချွတ်တန့်စင်ပေးပြီးဗရင်တယ်များကိုစိတ်တိုင်းကြပြုလုပ်ပေးပါတယ်ဗရင်အမိုက်များကိုလည်းရွှေတထေးမှာလာရောက်ရောင်းချလို့ရပါတယ်ရှင် ရွှေတထေးမှာရွှေဝဲစုမဲလေးရွှေတထေးမှာရွှေဝဲစုမဲလေးလာပါပြောစရာဖန်တီးချမယ်ဒီကြတဲ့နာကလေးရွေးချဲရွှေတထေးမှာရွှေဝဲစုမဲလေးyour twelve အသက်တာဆုံးစိတ်ချရလို့ကိုရွှေတာရွှေသားတီးနဲ့အလားစင်ချရွှေတထေးရွှေဆိုင်ရဲ့အမတ်သားရွှေတထေးမှာရွှေဝဲစုမဲလေးရွှေတထေးမှာရွှေဝဲစုမဲလေး